နဲ့တူထပ်တရကိတ်လေးလောက်ကြပါမယ်ရှင်ဒါလေးကတော့ထပ်တရကိတ်လေးပါအရန်ကိုမှစားကောင်းပြီးတော့အရသာစီတဲ့ကိတ်လေးပဲဖြစ်ပါတယ်မာယူတူလေးရဆိုရင်တော့မွေးနေ့မဟုတ်ဘဲနဲ့လာမှစားတာ2ခါတောင်ရှိပါပြီရှင်မကတော့အခုလိုမျိုးအယောင်လေးတွေလာချင်တဲ့တော့အကအစိမ်းရောင်လေးတစ်ထပ်ပြီးရင်ခရင်လေးတွေထည့်ပေးပါတယ်ပြီးရင်တော့ပန်းရောင်လေးတစ်ထပ်ထည့်တယ်ခရင်လေးတစ်ထည့်တယ်အဝါလေးတစ်ထပ်ထည့်တယ်အခုလိုမျိုးအထက်လေးလုပ်ပေးလိုက်ပါတယ်မာယူတူလေးကခရင်လေးများများတုံးပေးပါဆိုလို့ခရင်များများထည့်ပေးထားပါတယ်တကယ်လို့မိမိကခရင်မကြိုက်ရင်တော့အခုလိုမျိုးခရင်လေးတွေကိုအနှဲငယ်ပဲထည့်လို့ရပါတယ်မာယူတူညီမလေးကတော့ဒီခရင်လေးဆိုသူကအရန်ကြိုက်တယ်တဲ့အဲကြောင့်မလို့မာတော့များများလေးတုံးထားပေးပါတယ်မရဲ့ကိတ်လေးတွေကိုစားခြင်းလို့ယူအောင်ယူရမယ်ဆိုတဲ့ညီမလေးကျေးဇူးတင်ပါတယ်ဒီကိတ်လေးရဆိုရင်တော့အယောင်လေးကလည်းလာပြီးတော့စားလို့လည်းအရန်ကောင်းတဲ့ကိတ်လေးတစ်မျိုးပဲဖြစ်ပါတယ်တကယ်လို့ကိုကစတော်ဘယ်ရီကိတ်တွေချောကလက်ကိတ်တွေစားရတာရိုးနေပြီဆိုရင်တော့ဒီကိတ်လေးမှာစားကြည့်ဖို့ recommend ပေးပါတယ်ရှင်လေးရတော့ခရင်ပတ်လိုက်ပါမယ်ဘေးနားလေးတွေကိုညီအောင်ပတ်ပြီးဆိုရင်တော့အခုလိုမျိုးခရင်လေးတွေပတ်ပေးလိုက်ပါတယ်ခရင်လေးတွေကိုညီအောင်ညီဖို့အတွက်ဆိုရင်တော့မတို့ရေစိုးဝလေးတုံးဖို့တော့လိုပါတယ်နော်ရေစိုးဝလေးကိုဒီခရင်မှာကတ်နေတဲ့ခရင်လေးတွေပြန်တုံးဖို့အတွက်ရေစိုးဝလေးတစ်ခုကတော့တန်တန်လေးတစ်ခုထားထားပါလိမ့်မယ်ဒါဆိုရင်တော့မုံလေးရတော့ပါပြီဘေးနားလေးမှာအလှလေးလိုချင်တဲ့အတွက်အခုလိုမျိုး topping လေးတွေကိုလုပ်ပေးလိုက်ပါတယ် chocolate topping လေးလုပ်ပေးလိုက်ပါတယ်ဒါဆိုရင်တော့ chocolate လေးတွေကအရန်မှလာပြီးတော့စစ်စရာကောင်းတော့ပါပဲရှင်အလေးကတော့မရဲ့အကြိုက်ဆုံး design လေးပေါ့ရှင်အမြဲတမ်းဒီခရင်လေးတွေလုပ်မယ်ဆိုရင်ဒီပုံစံလေးကတော့အရန်ကြိုက်တော့ပါပဲရှင်လာတယ်လောက်ရတာလည်းလက်ခုတော့မိုက်တူလေးရလည်းကြိုက်တယ်ဆိုတော့မကလည်းဝမ်းတာပါတယ်ရှင်ဒါတွေကစတော်ဘယ်ရီလေးတွေကိုထည့်ပေးလိုက်တယ်ရဲချောကလက်လေးနှုံထည့်ပေးတယ်ပြီးသွားရင်တော့မရဲ့အကြိုက်ဆုံးဘဲရုပ်လေးနဲ့ရုပ်ကိုထည့်ပေးလိုက်ပါတယ်မယူလေးကမွေးနေ့မဟုတ်တဲ့အတွက်မွေးနေ့မဟုတ်မရေးပဲနဲ့မကတော့ကျေးဇူးတင်တဲ့စာသားလေးကိုအခုလိုမျိုးလေးရေးပေးလိုက်ပါတယ်မယူညီမလေးကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်